မူပါဘူးဗျဥပလူကကြီးနေကြောက်တဲ့ချမ်းသာလာရင်ခင်ဗျားတို့တံမိုးပြန်လာခဲ့မယ်ကြားလားသွားပြီဗျာသွားပြီအားလုံးပဲအဖွားကြီးမုံဟင်းကားတပွဲပူးသီးကြော်နဲ့ပေးပါ